ဒီကောင်လေးကကျွန်တော်တို့ဒီ BMW R90 ပေါ့နော်အဲကျွန်တော်ဒီမှာဖူးစားပေးလာဝင်နေကျွန်တော်ဒီ R90 ရဲ့ဒီဖွဲ့သီးဆောင်ပုံကိုကျွန်တော်အနေငယ်ရှင်းပြပေးမယ်နော်ဒီ R90 တွေကကျွန်တော်ဒီ BMW မှာနီးပညာနေပြီးတော့နီးပညာကိုနည်းနည်းနေပြီးထုတ်ထားတဲ့သဘောရှိတယ်ပေါ့နော်ဒီ engine လေးပါဆိုရင်လည်းကျွန်တော်တို့ GS 2017ရဲ့ engine ပေါ့နော်သူရဲ့ဖွဲ့သီးဆောင်ပုံကအဲ့ရယူသုံးထားတာပေါ့နော်ဒီ engine လေးကျွန်တော်တို့ဒီ gear box တွေ gear box ဆိုတာလည်းကျွန်တော်တို့ဒီကလပ်6ကြီးပေါ့နော်ကလပ်ပြားတဲ့နဲ့ကလပ်6လို့ခေါ်တယ်ကလပ်ပြားတဲ့နဲ့ကား section လို့ပေါ့နော်လုပ်ပြီးထားတယ်မော်တာကြီးဆိုတဲ့မော်တာအကြီးကြီးနဲ့ပေါ့နော်ဘာနဲ့တော့တူလဲလို့တပုံစံနဲ့ကကျွန်တော်ဒီ BMW GS 1200ပေါ့နော် model 2017ပေါ့နော်73နဲ့တော့မတူတော့ဘူး17 12 10အဲ့ဘက်ရှာလဲ engine တွေဒီ alternator တွေဖွဲ့သီးတော်ဝင်အဲ့ရယူလာတာပေါ့နော် plus ဆိုလဲကျွန်တော်ဒီ engine လုံးမှာ plus နှလုံးပါတယ်အောက်မှာတော်များအဲ့အောက်လုံးမတိကြဘူးပေါ့နော်ဒီရှေ့ကလုံးမတိကြရဲ့အမှအောက်မှာ plug wire အဲ့လိုလာပြီးလုံးပါတယ်အလယ်မှာလုံးပါတယ်ပြီးဒါကတော့ INCP ပါပေါ့နော် air control ပါပြီးတော့ဒါ diagnostic ပါ diagnostic ကောင်းရလဲအမှုရှိသေးတယ်ဆိုရင်model ဖတ်ချင်အဲ့ diagnostic ကောင်းမှာပါတယ်အဲ့ခဲပြလေးကိုဖတ်ပေါ့နော်အဲ့မှာ model တိကျတော့တယ်ပြီးတော့ဒါကတော့ပတိထောက်တဲ့ကောင်ဒါကတော့ BCM ပြောချင်တာနောက်မှတွေ့တဲ့ဟာကြီးကအပြားကြီးရတာကွန်ပျူတာပေါက်မဟုတ် BCM ပေါ့နော်ပြီးတော့ကွန်ပျူတာပေါက်ဆိုတာကကျွန်တော်ဒီတိုင်းကြီးဖြုံးမှအဲ့မှာတွေ့ရတဲ့အရာပေါ့နော်ဒါတော့စီးပိုက်သွားပြန်နေသူကလည်းတူတော့မဆိုးပေမဲ့ဒီပညာကိုနည်းနည်းလေးအာနန်ဒီကိုနှိပ်ပြီးထုတ်တာဒါပေမဲ့ model မြင့်ဘိန်းနေလေဒီသဘောတရားတွေပဲပေါ့နော်ဒီသဘောတရားတွေကိုအခြေခံပြီးတော့ဟိုဒီတောက်ထားပြပါတယ်အားလုံးကျေးဇူးပါတယ်